တို့ကြည့်ပါအောင်မျက်နှာပန်းလေးရဖို့ချိန်လုံးလိုက်ပြီးတော့ဖားနေလိုက်တာဟာကြည့်လို့မရအောင်ဆိုပြီးတော့ဖားတတ်တယ်ဆိုပြီးတော့ပြောချင်ရင်အဲ့ဖားတတ်တယ်ဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုကျမတို့ဘယ်လိုပြောကြမလဲဖားတတ်တဲ့သူကိုအင်္ဂလိပ်လို brown noser လို့ခေါ်တယ် brown noser okay brown noser ဆိုတာဖားတတ်တဲ့သူကဖားတတ်တဲ့သူတယောက်ပဲ he is a brown noser ဆိုပြီးတော့သုံးလို့ရတယ်ကျမကပို့ပြီးတော့နားလည်တော့အောင်ထုံးစံအတိုင်းပဲ example လေးတချို့နဲ့ထပ်ပြီးတော့ရှင်းပြသွားမယ်ပေါ့နော်ပထမ example တစ်ခုက don't be a brown noser just to get a good grade ဒုတိယ example တစ်ခုကHe is brown nosing the manager because he wants a promotion. To promotion ရချင်လို့ manager ကိုဖားနေတယ်ဆိုပြီးတော့ပြောတဲ့အခါမှာဒီလိုလေးတော့ပြောလို့ရပါเนาะဒီမှာဆိုရင် brown noser လို့မရေးပါနဲ့ brown nosing လို့ဆိုပြီးတော့သုံးထားတယ်เนาะအဲ့တော့ he is brown nosing the manager because he wants a promotion. Number 3Don't be a brown noser. You don't have to agree with everything what the boss says. Okay? တကယ်တော့boss ဘာပဲပြောလိုက်ပြီး agree ဖြစ်နေစရာမလိုတချို့ရရှိရမလားလုပ်ငန်းခွင်ထဲမှာလေကိုကြက်တိဖြစ်စေမကြိုက်တိဖြစ်စေမျက်နှာသာရဖို့အရေးကိုဟုတ်ကဲ့ပါဆိုဘာဖြစ်လိုက်ပြီး agree ဖြစ်နေရလို့ရှိရဲအဲ့လိုမျိုးလူတွေကိုကြည့်လို့မရဘူးဆိုရင်ကျမတို့က brown noser ဆိုပြီးတော့သုံးပြီးတော့ပြောလို့ရပါတယ်ရှင်ကဲဒါဆိုရင်တော့ဖားတတ်တဲ့သူကိုခေါ်တဲ့ English အခေါ်အလေးကို Learners တို့နားလည်သွားပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုမျိုးတွေထပ်ပြီးပြပြသွားအောင်လဲဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်အားလုံးပဲ have a nice day bye